လာပါအခုကျွန်တော်ရောက်နေရရန်ကုန်မြို့ကြီးရဲ့ဒီလွတ်လပ်ရေးကြောက်တိုင်ဖြစ်ပါတယ်အခုဒီတာမှာဆိုရှင်ဒါရန်ကုန်မြို့လက်ခေါင်ပါတော့အခုဒီမြို့လက်ခေါင်မှာဆိုရင်ဒီမှာကဒါကမြို့တော်ခမ်းမှာပြအဲဒီကမှာအင်္ဂါဒိလဖျားချောင်းနော်အခုတော့စေကျွန်တော်အခုရန်ကုန်ကိုလိုက်ပတ်ပြနေတာပါဟုတ်ဒီမှာတို့ကုတ်ကြီးရှိပါတယ်ကဲဒီမှာကအေယာဝတီပန်ဒီကတော့အားလုံးပဲ Happy Sunday เนาะအားလုံးပဲ Super Sunday ပါဒီနေ့ဘာတွေလုပ်နေကြလဲကတော့ရန်ကုန်မြို့လေကောင်းကြီးမှာပါရန်ကုန်မြို့လေကောင်းကြီးဒီစုလီဖျားဖြစ်ပါတယ်ဒီဘက်မှာတော့မြို့တော်ခမ်းမှာပါဒီဘက်မှာကျတော့အီမန်ဒေလာဖျားကျောင်းရှိပါတယ်ဒီမှာကကျတော့မဟာဗန္ဓုလဘန်ချက်ဒီမှာခုရှိပါတယ်ဒီမှာအလူတော်ရေးကြောက်တိုင်းပါဟုတ်ကဲကျွန်တော်အခုစီတက်မနေရကတော့တော့ဒါလမ်းမောက်ချီတက်မှာဖြစ်ပါတယ်ဒါလမ်းမောက်အခုတော့ဒီကတော့ဒါအခုညိုထဲမှာဖြစ်ပါတယ်ဟုတ်အခုဟိုထဲအောင်နော်အခုကတော့ဒီမှာပတ်စကားမှာတိုင်းမှာဆိုရင်ဒါကတော့စူလီရှန်ထရီဟိုတယ်ကြီးပေါ့နော်ဟိုကနားမှာတော့ဒီမှာတော့စူလီဖျားပေါ်တက်တဲ့နေရာဟုတ်စူးလေးဖျားလာလို့ရှိရင်ဒီမှာငှက်လေးတွေစွတ်စွတ်ပဲရပါတယ်နော်စားကလေးကတကောင်ဘယ်လောက်လဲလှုပ်လို့ရှိရင်ဈေး2500ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ရရင်ဈေးဝေးကြည့်ရပါဟုတ်ကဲ့ရမစွတ်သေးဘူးနော်နောက်တစ်ခေါက်မှပဲရခဏနော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာစူးလေးဝတ်တက်နေတာပေါ့နော်အားလုံးပဲပေါ့နော်ဟိုဒါကတော့ဘာသာသူ့ကိုကောင်းကြည့်လို့နေကြတာပါကဲဒီကကားလိုက်ပါအောင်မယ်အားလုံးကတော့ဟိုဘာဆိုရင်ခုပေါ့နော်ဟိုလူတွေဟိုကြတော့ကျွန်တော်အဲ့ခုအတန်းကြုံနေတာဖြစ်တော့ဟိုဆိုအခုအားလုံးပဲစိတ်ဝင်စားဖြစ်အောင်ကျွန်တော်အခုတင်ပေးလိုက်ရှင်ဖြစ်ပါတယ်နော်ဟုတ်ကဲ့ဟုတ်လူတွေကဒီနေ့ကတင်းကလေးဆိုတော့လူတွေမှာတော့လူကတော့ရှင်းနေတာပဲလူရှင်းနေတယ်ဒီနေ့ကတော့နော်ကဲအားလုံးကတော့အခုဒီမှာကတော့ဒါကတော့စူးလေတာဝါကြီးပဲဖြစ်ပါတယ်ဒီမှာတော့စူးလေ square ပေါ့နော်ဒါကျွန်တော်ရောက်နေတာစူးလေတတ်မှာပါနော်ကဲအခုအနော်ထားလမ်းကိုရောက်ပြီဖြစ်ပါတယ်အနော်ထားလမ်းမှာစားတော့ဆိုင်နေတော့ဟိုဘက်ချမ်းပါဆိုအများကြီးတန်းစီနေတာအားလုံးပဲစားတော့ဆိုင်ဒီဘက်ကိုချမ်းတော့လိုက်ခဲ့ပြီးကြပါအောင်နော်အခုတော့ဒီမှာကတော့နော်ထားလမ်းမပေါ်ရောက်ပြီပါပြီနော်ထားလမ်းမဆိုရင်အခုစားတော့ဆိုင်နေတန်းစီတဲ့အတန်းအခုကျွန်တော်သွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ပြီးကြပါအောင်နော်စားတော့နေရောက်ရှိစားတော့ဆိုင်နေအတန်းကတော့အခုတော့ဒီမှာရောက်ပါပြီနော်ဒီမှာတော့နားထံပေါင်း
ဒီဘက်မှာကျတော့နာယီဆိုင်ထန်းနဲ့ဒီဘက်မှာကျတော့ဟိုရှိသမျှဟိုအစုံရရပေါ့နော်ဒီလိုရဲလာဟဲ့မယ်ဆိုတော့ဒီမှာဆိုရင်ပတ်စံအိတ်တွေလည်းရမယ်နော်ပတ်စံအိတ်တွေရောဒီမှာဟိုလောက်ကက်ပြီးတော့အစုံပဲပေါ့နော်ဒီမှာကအဝတ်အစားတဲ့နော်ဒီမှာကားကြတော့ဒါချစ်တီထမင်းနဲ့အိန္ဒိယမူမျိုးဆိုဆိုင်ရအင်ဂျင်တွေနော်အဲဒီဘက်မှာဖူးဖူးပြေးပြေးရှိပါတယ်ဒီမှာအင်းဝဒီဘက်မှာကြောက်ရှိပြီးကားတော့နော်အားလုံးကတော့ဟိုဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာ